ဒီဇလန်လေးကတော့ချက်ဆိုတဲ့မေဘာသာပြန်ဌာနကဝန်ထမ်းတဦးအကြောင်းဖြစ်ပါတယ်သူဟာငယ်စဉ်ကမျက်လက်ဆရာတယောက်ဖြစ်ချင်ခဲ့သူဖြစ်ပြီးသူ့ရဲ့စံပြမျက်လက်ဆရာကြီးပေးခဲ့တဲ့အမတ်တရားတင်ကားပြလေးကိုအမျက်တလို့တင်စီထားခဲ့သူပါသူဟာနေ့စဉ်စာတွေကိုစီစစ်တဲ့အခါမှာလည်းမျက်လက်ပညာရက်တွေကိုအသုံးပြုပြီးပျော်ပျော်ရွှင်ရွှင်လုပ်ကိုင်တတ်ပါတယ်ဒီနေ့မှာတော့မတော်တဆမှုတစ်ခုကြောင့်သူ့ရဲ့အဖိုးတန်တင်ကားပြလေးဟာစာပိုးတဲ့ပိုက်လိုင်းတွေကိုလက်ဝင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအနီးနားကိုရောက်နေတဲ့ခရမ်းရောင်စပင်းနဲ့ကောင်မလေးတယောက်ကတင်ကားပြလေးကိုတွေ့ရှိသွားပြီးကောက်ယူလိုက်ပါတယ်ချက်ကတင်ကားပြကိုပြန်တောင်းတဲ့အခါမှာကောင်မလေးကမပေးဘဲအတင်းဆွဲထားတာကြောင့်ချက်ဟာသူ့ရဲ့မျက်လက်ပညာကိုပြပြီးကောင်မလေးကိုအံ့ဩအောင်လုပ်ပြခဲ့ပါတယ်ကောင်မလေးဟာချက်ရဲ့မျက်လက်ပြကွက်တွေကိုသဘောကျပြီးလိုက်လုပ်ကြည့်ရကနေသူတို့နှစ်ယောက်ဟာခဏတာပြောရှင်စရာချိန်လေးကိုဖြတ်တန်းခဲ့ကြပါတယ်ကောင်မလေးရဲ့မျက်ဝန်းထဲကမျက်လက်ပညာပေါ်စိတ်အားထက်သန်မှုကိုမြင်တွေ့လိုက်ရတဲ့ချက်ကသူ့ရဲ့အသက်တမျှအဖိုးတန်တဲ့တင်ကားပြလေးကိုကောင်မလေးစီလက်ဆောင်ဖြစ်ပေးအပ်လိုက်ပါတော့တယ်အချိန်တွေကြာလာပြီးချက်လည်းအသက်ကြီးရင်လာခဲ့ပါတယ်ဒီနေ့မှာတော့သူ့စီကိုမျက်လက်ပွဲတစ်ခုရဲ့ဖိစာနီအောင်လေးရောက်ရှိလာခဲ့ပါတယ်ချက်ဟာဖိစာအတိုင်းပွဲကိုတွားရောက်ခဲ့ပြီးရှေ့ဆုံးတန်းကနေကြည့်ရှုခွင့်ရခဲ့ပါတယ်မျက်လက်ဆရာမလေးကချက်ကိုစင်ပေါ်တက်ဖို့ဖိတ်ခေါ်ခဲ့ပြီးချက်ရဲ့လက်မှတ်ကိုတင်ကားပြဖြစ်ပြောင်းလဲပြခဲ့ပါတယ်အဲ့ဒီတင်ကားပြဟာချက်ငငယ်ကကောင်မလေးကိုပေးခဲ့တဲ့တင်ကားပြလေးဖြစ်ပြီးအဲ့ဒီမျက်လက်ဆရာမလေးဟာလည်းချက်ကိုယ်တိုင်ငယ်စဉ်ကစိတ်သက်ခွန်အားပေးခဲ့တဲ့ခရမ်းရောင်စပင်းငယ်ကောင်မလေးပဲဖြစ်နေပါတော့တယ်သူမဟာချက်ကိုဝိယုံချုံပေးပြီးစင်ပေါ်မှာမျက်လက်အတူတူပြဖို့ဖိတ်ခေါ်ခဲ့ပါတယ်အသက်ကြီးရနေပြီဖြစ်တဲ့ချက်ဟာကောင်မလေးရဲ့အားပေးမှုကြောင့်ရဲရင်စွာနဲ့ပဲသူ့ရဲ့တက်တာလေးချင်းခဲ့တဲ့မျက်လက်ပညာတွေကိုစင်မြင့်ထက်မှာအစွမ်းကုန်ပြသခဲ့ပါတော့တယ်ပြီးနောက်ဝိယုံကိုခါပြီးစင်ပေါ်ကနေပျောက်ကွယ်သွားခဲ့ပြီးတင်ကားပြလေးပဲကျန်ရစ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ချက်ဟာသူ့ရဲ့ရုပ်ရှင်နဲ့အလုပ်ခွင်တွေကိုပြန်လည်ရောက်ရှိသွားခဲ့ပေမဲ့သူ့ရဲ့ဘဝကတော့အရင်လိုပြင်းစရာမကောင်းတော့ပဲစိတ်ကျေနပ်မှုတွေနဲ့ပြည့်နှက်သွားခဲ့ပါတော့တယ်